တိတ်အရေးကြီးတဲ့အလုပ်တစ်ခုကိုသူများခိုင်းလို့မရဘူးတော့ကိုဘဝမှာပဲတကယ်အရေးကြီးတဲ့ကိုရေးကိုရာကိစ္စသူများကိုခိုင်းမှာလားဒါကိုဘဝအတွက်တိတ်အရေးကြီးတဲ့ကိုရေးကိုရာကိစ္စကိုကိုတိုင်လုပ်ဖို့အရေးကြီးတယ်ကိုတိုင်လုပ်ရမယ်လုပ်ကြပါလို့လည်းလေးလေးနက်နက်တိုက်တွန်းတယ်နော်လုပ်လို့ဓမ္မဝိဟာရီတရားနဲ့နေလေးရှိသူပြီးနော်ဒီဘဝမှာပဲအပေတန္တရာချုပ်ငိမ့်ဇတ်သိမ်းတဲ့ဓမ္မတဖူလောက်တော့အမကန်ကျရှိကြည်ကြံပွားများအားထုတ်နိုင်တဲ့ဆွေတော်မျိုးတော်အပေါင်းသူတော်ကောင်းများဖြစ်ကြပါစေလို့သစ္စာတိတ်တာပြုမြဲနဲ့ပဲတရားဆိုထားလိုက်ပါသာဓုသာဓုသာဓုစီစဉ်နေရကြောက်လာကြတော့သူရရှင်ပေါင်းလို့ရှိပူဇာစပစနေရနံဒေသနာတော်ရပူဇော်ထိုက်သူတို့ကိုပူဇော်ခြင်းဒီမင်္ဂလာတစ်ပါးဖြစ်ခြင်းကြောင့်ဒီခုအခါမှာတန်ဃာတော်ရှင်မြတ်ကိုကိုယ်တိုင်ကိုယ်ကြလာရောက်ကူရန်နာပြုနိုင်ပါကြောင်းလေးမြတ်သောစိတ်ထားဖြင့်ဖိကြားနှိုးဆော်အပ်ပါသည်ရှင်